သားအတွက်လိုအပ်တဲ့အသီးနဲ့အများအားဖြင့်ဆန်လေးသွားဝယ်တဲ့ blog လေးဖြစ်ပါတယ်ကိုပုံကတော့အရန်ကိုပြောနေပါတယ်ရှင်တက်ကြွစွာနဲ့ပဲသွားပါတယ်ဟိုရောက်တော့သူ့အတွက်ပေါ့နော်ဝယ်ပြီးတော့မေမေတို့လည်းလိုအပ်တာလေးတွေကြည့်ကြရဲပေါ့နော်အိမ်ပြန်ရောက်တော့ဖေဖေမေမေနဲ့အဖွားကိုကြော့ပါတယ်တတကတော့အေးဘူးကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်ယူပြီးသွားတယ်ပေါ့နော်ပြီးတော့မှပြန်လာပြီးတော့လာကြော့ပါတယ်ပြီးတော့ညပိုင်းပေါ့နော်မီးလေးထွန်းပါတယ်ဒီနေ့ရဲ့မနေ့ပြန်တပတ်ခါရဲဆိုတော့ဒီနေ့မှစပြီးတော့ထွန်းတယ်ပြီးတော့မီးပုံးလေးလည်းထွန်းမယ်ပေါ့နော်ဒါပြင်ဆင်နေရပါတတကတော့အောက်မှာစွန့်နေပါတယ်သူ့အတွက်ကမနှစ်ကကြတော့လဲသူသတင်းချုပ်ကိုမှီခဲ့တယ်ပေါ့နော်အခုကြတော့ဒါသူရဲ့ဒုတိယအကြိမ်ဒါသတင်းချုပ်ပွဲတော့ပေါ့နော်သတင်းချုပ်ပွဲတော့အခုကနည်းနည်းတိတဲ့အရွယ်လေးရောက်ပြီဆိုတော့အောက်မှာဗျောက်ဦးတွေဖောက်တာတွေဖောက်တော့သူကတိနေပြီအခုကလာပြီးတော့ဆက်စုတာမီးပုံးလေးတွေထွက်လာတော့သူကလာပြီးတော့ဆက်စုတာပါဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်